ဥဒိစ္စဆိုတာကပြန့်လွင့်တာကုတ်ကုတ်ဆဆိုတာကနောင်တတပံပူပန်တာပြန့်လွင့်တယ်ဆိုတာကတောင်းစင်ကြီးမရကိုယ့်ကိုယ်ဘာတွေတွေးလို့တွေးနေမှမသိဘူးကိုယ့်ကိုယ်ဘာတွေဘယ်ဒီစိတ်ကရောက်လို့ရောက်နေမှမသိဘူးအဓိပ္ပာယ်ရှိတာတွေရောမရှိတာတွေရောစိတ်ကူးရင်တာတွေရောဖြစ်နိုင်တာတွေရောမဖြစ်နိုင်တာတွေရောပေါက်ကရတွေးကျင်ရတွေတွေးနေတာနော်ပြာပုံနုနုလေးပေါ်ကိုခဲတုံးတုံးကျသွားပြီဆိုရင်နော်ပြာလေးတွေကနုနုလေးတွေဆိုတော့ထောင်းကနေတခါလဲမိခိုးငွေလေးတွေလိုထသွားတယ်ပေါ့အဲ့လိုပဲကိုယ့်ရဲ့စိတ်ဟာနော်ပြန့်လွင်ပြီးတော့ဖြစ်နေတာဟုတ်လားဒါလည်းပဲនិဝရဏတရားတစ်မျိုးပေါ့ဥဒိစ္စရဲ့ပြီးတော့ကုတ်ကုတ်ဆရဲ့ဟောတွဲပြီးတော့သုံးထားတယ်အဓိပ္ပာယ်ကတော့တိတ်မတူဘူးဒါပေမဲ့ဆက်ဆက်မှုတော့ရှိတယ်ကုတ်ကုတ်ဆဆိုတာကဟောလူတွေကနှမျိုးဝင်တို့တာကိုတချို့ကကုတ်ကုတ်ဆလို့ပြောကြတာရှိတယ်ဟောတန်တရားတွေတိတ်ကြည့်တာကိုကုတ်ကုတ်ဆလို့တချို့ပြောကြတာရှိတယ်အဲ့ဒါကမှားယွင်းသောပြောဆိုမှုတွေပါကုတ်ကုတ်ဆဆိုတာဘာလို့လို့မေးရင်နောင်တတပံပူလောင်တာလှုပ်လိုက်မိတဲ့မကောင်းမှုအကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့တွေးပြီးတော့ပြုံးမိမှလေခြင်းပြုံးမိမှလေခြင်းတွေးမိမှလေခြင်းနောင်တနဲ့ပူတာမလုံးမိသောကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့ငါလွတ်လွတ်သွားပြီးရှုံးရှုံးသွားပြီးအခွင့်အရေးတွေလွဲချော်သွားပြီးအစကြီးတည်းတွေးပြီးတော့ပူတာပြုမိသောအကုသိုလ်မပြုမိသောကုသိုလ်ဒီတရားနဲ့ချက်နဲ့ပတ်သက်ပြီးတော့နောင်တနဲ့ပူတဲ့သဘောကိုကုတ်ကုတ်ဆအဲ့ဒီဥဒိစ္စကုတ်ကုတ်ဆသည်လည်းပဲအမှန်တရားကိုသိမြင်မှုမရှိအောင်ဖုံးကွယ်နိုင်သောအစွမ်းရှိတဲ့အတွက်ကြောင့်သူသည်လည်းပဲនិဝရဏဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်និဝရဏကတော့ဝိသိကိစ္စဝိသိကိစ္စဆိုတာကသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ဘုရားတရားသံဃာနဲ့ပတ်သက်ပြီးတော့တန်တရားတွေဖြစ်နေတာစိတ်ထဲမှာမဝေခွဲနိုင်တာဆုံးဖြတ်ချက်မချနိုင်တာရှေ့တူကမလိုလိုနောက်ဆိုကမလိုလိုနော်ကျန်ကနေမှာတော့လမ်းနှစ်ခွနဲ့တူတယ်လို့ဥပမာပေးတယ်နော်ဆိုကြပါစို့အဖို့တန်တဲ့ပစ္စည်းဥစ္စာတွေကိုသေဆောင်ပြီးတော့လာတယ်လူတယောက်အဲ့ဒါနောက်ကလူစိုးတစ်ခုတွေကတိတော့လူမဲရက်မဲရှုပြီးတော့လိုက်တယ်အဲ့ဒါသူရှိကနေပြီးတော့အဖို့တန်ယတနာဥစ္စာပစ္စည်းကိုပိုက်ပြီးတော့ပြေးတယ်ပေါ့အဲ့လိုပြေးရင်းနဲ့လမ်းနှစ်ခွကိုတွေ့တယ်တဲ့ဟောလမ်းကဘယ်ဘက်တလမ်းညာဘက်တလမ်းဘယ်သွားရမှမသိဘူးတလမ်းလမ်းကိုရွေးပြီးတော့သွားလိုက်ရင်တခိုးတွေရဲ့လက်ကသူလွတ်သွားเสียရှိတယ်ပေါ့သို့တော်သူကဘယ်လမ်းကိုမှပြီးပြင်းပြင်းမရွေးချင်နိုင်ဘူးတွေးပြီးတော့လမ်းတစ်ခွမှာရက်နေတယ်ပေါ့အဲ့လိုရက်နေတော့ဘာဖြစ်တော့ဆိုတော့လူဆိုးတွေကမှီလာတော့သူရဲ့ပစ္စည်းတွေကိုလူယူမဲ့သို့မဟုတ်သူကိုနှိပ်စက်မဲ့သူဟာအကျိုးမဲ့ပစ္စည်းချင်းဖြင့်ပစ္စည်းသွားတယ်အဲ့လိုပဲဝိသိကိစ္စဆိုတာလမ်းနှစ်ခွနဲ့တူတယ်လို့တွေးတာပဋ္ဌာန်ဆိုမြတ်စွာဘုရားအဲ့လိုဟောဟုတ်လားအဲ့ဒီဝိသိကိစ္စဟာလည်းပဲနော်အကျိုးမဲ့တွေးခြင်းဖြင့်တွေးပြီးတော့နော်အမှန်တရားတွေကိုသိမြင်နားလည်မှုမရှိအောင်ဖုံးကွယ်နိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်သူလည်းនិဝရဏအဲ့ဒါနိုးချမှုနဲ့ရှင်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတော့နေ့အခါမှာနော်ထိုင်ခြင်းဈဉ္ဉံသွားခြင်းဆိုတဲ့ဣရိယာပုနှစ်မျိုးလျောင်းဆက်ခြင်းဆိုတဲ့ဣရိယာပုမပါဘူးနော်ဟုတ်လားတော့နေ့ကိုတုံးလုံးမလဲရဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲတကယ်နုံနုံကြားကြားရှိတဲ့ပုဂ္ဂိုလ်ဆိုတာဟုတ်လားထိုင်ခြင်းရဲ့နော်ဈဉ္ဉံသွားခြင်းရဲ့အဲ့ဒီနှစ်ခုနဲ့ဒီစိတ်ထဲမှာនិဝရဏတရားမဖြစ်အောင်သူတန့်ရှင်းအောင်ကြိုးစားတယ်။ကိုင်ညကြတော့ဘယ်လိုလဲ။ညဥယံနော်ဆိုကြပါစို့ညကို12နာရီပိုင်းလိုက်ပေါ့နော်။ပိုင်းလိုက်လို့ရှိရင်တစ်ပိုင်းတစ်ပိုင်းကို3ပိုင်းပိုင်းမယ်ဆိုရင်တစ်ပိုင်းကို4နာရီလောက်ရှိမယ်ပေါ့ဟုတ်လား။အဲ့တော့ဦးဇင်းတို့6နာရီလောက်ကနေပြီးတော့9နာရီ10နာရီ9နာရီ10နာရီလောက်ထိပေါ့ဟုတ်လား။အဲ့ဒီလောက်ထိကိုညဥယံလို့ထားလိုက်ပါတော့အကြံမြင့်ပေါ့နောက်9နာရီလောက်ကစပိုင်းမယ်ဆိုရင်လည်း17နာရီလောက်ထိပေါ့ဒါကတော့ရာသီဥတုအနေထားကြည့်ပြီးတော့ပိုင်းပေါ့အဲ့ဒီညဥယံမှာလည်းပဲထိုင်ခြင်းဈဉ္ဉံသွားခြင်းဖြင့်និဝရဏတရားတွေကိုတန်းစင်စေရမယ်ဟောအတန်းကောင်ရံရောက်ပြီဟုတ်လား17နာရီလောက်ကနေပြီးတော့နာရီပြန်3ချက်လောက်ထိဓမ္မမဟုတ်10နာရီလောက်ကနေနာရီပြန်2ချက်လောက်ထိပေါ့ဟုတ်လားအဲ့ဒီအချိန်ကိုဘာလို့ရမလို့ဆိုတော့အိတ်ဆက်ရမယ်တဲ့အိတ်တဲ့နေရာမှာလည်းပဲအိတ်ပုံအိတ်နီးကဆိုမြတ်စွာဘုရားတင်တာဒါကတော့ယဟန်တော်တွေကိုတင်တာလူတွေအနေနဲ့တော့ကျင့်ဖို့ကတော့တဲတော့မလွယ်ဘူးလို့ထင်ပါတယ်ဘလို့သင်ပေးတာတော့ဆိုတော့နော်လက်ရနံတောင်းဖြင့်လျောင်းဆက်ရမယ်နော်လက်ရနံတောင်းဖြင့်လျောင်းတယ်ဆိုတာကလက်ရခြေထောက်ကိုအောက်ကထားရမယ်နော်ပတ်သက်လန်ပြီးတော့အိတ်တာမဟုတ်နော်လက်ရနံတောင်းဖြင့်လျောင်းတယ်ဆိုတာနော်လက်ရဘက်ကိုအောက်ကထားပြီးတော့အဲ့ဒီလက်ရခြေဘောကိုလက်ဝဲခြေလေးကနည်းနည်းလေးလွန်ပြီးတော့တင်ထားရမယ်ပြပြလျှော့လျှော့လေးပေါ့ဟုတ်လားအဲ့ဒါတတိတံမစင်မကင်းမဲနဲ့
ထမယ်ငါပြန်ထမယ်ဆိုတဲ့စိတ်နဲ့ဟောအဲ့လိုစိတ်ကိုထားပုံထားနည်းကိုတခါလဲသင်တာမြတ်စွာဘုရားဟုတ်လားပြန်ထမယ်ဆိုတဲ့စိတ်နဲ့ဘာလို့ရမလဲဆိုတော့အိပ်ဆက်ရမယ်တဲ့နော်အနာယူဖို့ဆိုတာလဲလိုသေးတာဟုတ်လားအေးအဲ့ဒါလိုမျိုးဦးဇင်းတို့တန်းကောင်ရံမှာအိပ်ဆက်ပြီးတော့နိုးလာပြီဆိုတော့မိုးတောင်ရံမှာသောတတော်ကပြောခဲ့တဲ့ဇင်းညံသွားခြင်းထိုင်ခြင်းဖြင့်နော်ဘာလို့အောင်ဆိုတော့နိဝရဏတရားတွေဝင်မလာအောင်ကြိုးစားရမယ်အဲ့ဒါနိုးချမှုနဲ့ရှင်သည်ဖြစ်လို့ဆိုတာအဲ့ဒါပဲ